ချိုရွက်ကလေးအတွက် outdoor learning activity ကနေတိုးတက်လာနိုင်မဲ့ observation skill တခါတလေသင်ကကလေးဘဝမှာတည့်ရွက်လေးကျွေသွားတာကိုကြည့်ပြီးဘာဖြစ်လို့လဲလို့စဉ်းစားဖို့ပါလားဒီလိုသိကျင်စိတ်လေးက observation skill တိစောက်ရမှာအခြေခံကျရဲ့အချက်တစ်ခုပဲဖြစ်ပါရဲ့ရှင်အောက်တုံးမှာတင်ယူနေတဲ့အခါကလေးတွေကအမြင်အကြားအနံ့အထိတွေ့အရသာစတဲ့အာယုံခံ၅ပါးကိုအသုံးပြုနေကြရပဲဖြစ်ပါရဲ့ရှင်တည့်ရွက်ကြောက်တုံးလေးတွေကိုလက်နဲ့ထိတွေ့ရင်သဘာဝကျကျတင်ယူလာနိုင်မယ်ရာသီဥတုအလင်းအမောင်းကွာချက်ကိုလည်းလက်တွေ့ကျကျတင်ယူလာနိုင်မှာပဲဖြစ်ပါရဲ့ရှင်။ Outdoor learning ဟာသင်ခန်းစာတစ်ခုအနေနဲ့ပဲမဟုတ်ပါဘူး။နားချမှာတော့ observation based learning culture တစ်ခုရဲ့ရေးပါရဲ့စိတ်ပိုင်းတစ်ခုအဖြစ်ပြုစုပြောင်းထောင်ပေးနေပါရဲ့ရှင်။သင်ကလေးရဲ့ observation skill ကိုစာအုပ်ထဲမှာသာမကလက်တွေ့ပတ်ဝန်းကျင်မှာပါဖွံ့ဖြိုးတိုးတက်စေခြင်းရဲ့နားချ preschool ကဖေဖေမေမေတို့အတွက်ပဲဖြစ်ပါရဲ့ရှင်။ဒီလိုဗဟုသုတရစရာအကြောင်းအရာများကို Miss တို့နားချ preschool ကနေအမြဲမျှဝေပေးမှာဖြစ်တဲ့အတွက်ကြောင့်မလို့ Miss တို့ရဲ့နားချ page ကို subscribe လုပ်ထားဖို့မမေ့နဲ့နော်။